ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့နော်ရော့ Vibe ကနေပြီးတင်ဆက်ပေးသွားမှာတော့ Festival DJ နဲ့ Club DJ ဘာတွေများခွာခြားလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲ EDM ကြိုက်တဲ့ River တိုင်းတော့ဒီ Festival တွေ Club တွေကိုတော့ရောက်ဖူးကြမယ်ထင်ပါတယ်အကုန်လုံးရောက်ဖူးတဲ့အချိန်မှာဒီ Club မှာဖြောပြဲပုံစံနဲ့ Festival မှာဖြောပြဲပုံစံတွေမတူတာကိုသတိထားမိကြမယ်လို့ admin ကထင်ပါတယ် DJ အဆိုရင် Club DJ Festival DJ Hip Hop DJ ဆိုပြီးတော့ရှိကြပါတယ်ဒီရက်မှာ admin တို့တင်ဆက်ပေးသွားမှာတော့ Festival DJ နဲ့ Club DJ ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် DJ ဆိုတာတော့ disc jockey ကျွန်တော်တို့ controller set တွေကိုကင်ပြီးတော့တချင်းတွေကိုအဆက်မပြတ်ဒီအောက်ကခေါင်းကိုပျော်ရွှင်အောင်ဖွင့်ပေးရတဲ့သူတွေကိုဒီကျွန်တော် DJ အနေနဲ့ခေါ်ပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအများစုပြောနေ DJ တချင်း DJ တချင်းဆိုတာတော့တကယ်တမ်းကတော့ DJ တချင်းဆိုတာမရှိပါဘူး DJ ဆိုတာတော့ဒီ controller mixer ကိုကင်တဲ့သူပြောဆိုတာပဲဖြစ်ပါတယ်ဒီမှာအများစုပြောပြနေတဲ့ DJ ဆိုရဲတချင်းဆိုတာဆိုရင်တော့တကယ်တမ်း EDM music ပဲဖြစ်ပါတယ်ကဲဒါဆိုရင် DJ နဲ့ဒီကျွန်တော်တို့တချင်းကိုကွဲပြားခြားနာဆိုတာသိကြမယ်လို့ထင်မိပါတယ်ကဲကျွန်တော်တို့အဓိက main topic လေးကိုတွားလိုက်ကြရအောင်ကျွန်တော် Festival DJ နဲ့ Club DJ ဘာကွာလဲဆိုတာပေါ့ Festival DJ อ่ะဆိုရင်တော့ကျွန်တော်တို့ outdoor တို့ large event တွေမှာကျွန်တော်လူအများကြီးနဲ့ကျွန်တော်တို့ဒီလူအများကြီးကိုဖျော်ဖြေရတဲ့ဒီ DJ တယောက်ပဲဖြစ်ပါတယ် Festival DJ อ่ะဆိုရင်အများစုကတော့ကျွန်တော်တို့ music producer တွေအများစုဖျော်ဖြေလေးရှိရပဲဖြစ်ပါတယ် music producer တွေက DJ အနေနဲ့ဖျော်ဖြေလေးရှိရပဲဖြစ်ပါတယ်ကျွန်တော်တို့ Club DJ อ่ะဆိုရင်တော့ indoor ဒီ club အတွင်းမှာဒီ club ကိုလာရောက်တဲ့သူတွေကိုဖျော်ဖြေရတဲ့ DJ ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာကွာခြားချက်တစ်ခုကတော့ Festival DJ တွေอ่ะဆိုရင်တော့သူတို့ကြိုက်တဲ့သချင်းတွေသူတို့ကြိုက်တဲ့ playlist တွေကိုဖွင့်နေရှိကြပါတယ်ဘာဖြစ်လဲဆိုရင်တော့ဒီလိုလာတဲ့ river အများစုဟာဒီ artist ကိုကြိုက်လို့ဒီ artist ရဲ့တခြင်းတွေကိုကြိုက်လို့လာဖြစ်တဲ့အတွက်ဒီ artist ကြိုက်တဲ့ဖွင့်တဲ့တခြင်းတွေအကုန်လုံးကိုအောက်က festival က river အကုန်လုံးကလိုက်ပြီးတော့ဒီအတူ stimulate ခံစားကြမှာဖြစ်ပါတယ်ဆိုတော့ဒီ club ကိုလာတဲ့ river အများစုကြတော့ဒီတငယ်ချင်းတွေနဲ့ပျော်ချင်လို့ပဲဖြစ်ဖြစ်တခုခုကြောင့်အဲ့လိုလာကြဖြစ်တဲ့အတွက်ဒီအောက်ကဒီခေါင်းထဲရှိတဲ့ river တွေကို club ကြီးဆိုရင်တော့ပျော်ရွှင်အောင်လို့ဖြစ်ဖြစ်ပေးရပဲဖြစ်ပါတယ်Festival DJ တွေအားဆိုရင်တော့သူတို့ရဲ့ကိုယ်ပိုင်တခြင်းတွေကို promote လုပ်တာတွေသူတို့ရဲ့ကိုယ်ပိုင်တခြင်းတွေကိုဖွင့်တာတွေဒီ mainstream တခြင်းတွေကိုအဓိကအားဖြင့်ဖွင့်နေရှိပါတယ် Club DJ အားဆိုရင်တော့ကျွန်တော်တို့ဒီတခြားသူတွေနဲ့မတူညီတဲ့တခြင်းတွေကိုလိုက်လံရှာဖွေပြီးတော့ mashup တွေကျွန်တော် remix တွေ flip တွေကိုအဓိကအားဖြင့်ဖွင့်ကြရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Festival DJ တွေအားဆိုရင်တော့သူတို့ဒီ Festival တစ်ခုမှာမဖျော်ဖြေခင်အရင်ဆုံး playlist တွေလုပ်လို့ရှိပါတယ်ကြိုပြီးတော့ဒါကဒီပွဲမှာဖွင့်မဲ့တခြင်းတွေကိုကြိုတင်ပြီးပြင်ဆင်ထားလိမ့်ရှိရပဲဖြစ်ပါတယ်အဓိကအားဖြင့်သူတို့ရဲ့တခြင်းတွေနဲ့ဒီ audience ကို crowd control လုပ်ဖို့တွေဒီလိုမျိုးကြိုတင်ပြင်ဆင်လိမ့်ရှိရပဲဖြစ်ပါတယ်ကျွန်တော် Club DJ အနေနဲ့ကတော့ကျွန်တော်တို့တခြင်းတွေကိုနှိမ့်စင်နေတိုင်းအဲ့လိုရှာဖွေရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိ trend ဖြစ်နေတဲ့တခြင်းတွေကိုလည်းသိရှိရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Festival DJ တွေဆိုရင်သူတို့ဖွင့်မဲ့တခြင်းတွေကိုတစ်ခါတလေပြန်လဲပြီးတော့တီးခတ်ထားတာမျိုးတွေကျွန်တော်တို့တချို့ဒီ artist တွေဆိုရင်တပုတ်လုံးတွေကိုဖွင့်သွားတာမျိုးတွေအများကြီးရှိပါတယ်ဒီ Festival DJ တွေဆိုရင်တော့သူတို့ DJ နဲ့ scale ကိုရှိတင်တဲ့လောက်ပဲရှိပြီးတော့သူတို့အနေနဲ့ music production ပို့ပြီးတော့အာရုံစိုက်ထားကြပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကိုလာတဲ့ river အများစုဟာဒီသူတို့ရဲ့ music တွေကိုကြိုက်လို့လာဖြစ်တဲ့အတွက်သူတို့အနေနဲ့သူတို့ရဲ့ music တွေနဲ့အတူသူတို့ရဲ့ brand image ကိုပို့ကြီးမအောင်လုပ်လို့ရှိပြီးတော့ဒီသူတို့ festival မှာဖွင့်လို့ရှိရင်သူတို့ရဲ့တခြင်းတွေအဓိကအားဖြင့်ဖွင့်လို့ရှိရပဲဖြစ်ပါတယ်Chocolate DJ အနေနဲ့ကြတော့ဒီ transition တွေကောင်းအောင်လို့ကျွန်တော်တို့ဒီပရိသတ်ကိုပျော်ရွှင်အောင်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ trend ဖြစ်တဲ့သချင်းတွေနဲ့ကျွန်တော်တို့ဖျော်ဖြေရလေးရှိရပဲဖြစ်ပါတယ်Club DJ အနေနဲ့ကတော့ပို့ပြီးတော့ကိုယ့်ရဲ့ဒီ DJ skill ကိုပုံမူပြီးတိုးတက်အောင်ပြုလုပ်ရလေးရှိရပဲဖြစ်ပါတယ်ကျွန်တော်တို့အတူချုပ်အဖြစ်ပြောမယ်ဆိုရင်တော့ Festival DJ တွေရာဆိုရင်တော့ဒီ Festival DJ တွေကိုအများစုကဥပမာကျွန်တော်တို့ Martin Garrett တို့ဒီ Kaiko တို့ဆိုရင်ကျွန်တော်တို့သူတို့ရဲ့တခြင်းတွေကိုစိုက်နှစ်တဲ့အတွက်သူတို့ရဲ့ရှေ့ပွဲကိုကျွန်တော်တို့သွားဖြစ်တဲ့သူတို့တခြင်းတွေကိုနားထောင်ကြည့်လို့ဒီပွဲတွေကိုသွားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီ Festival DJ ရာဆိုရင်ဖြစ်ကိုယ့်ရဲ့ဒီတခြင်းတွေကို production ပို့ပြီးကောင်းမွန်အောင်ထုတ်ဖို့ brand image ပို့ကောင်းအောင်လုပ်ဖို့အနေနဲ့ပို့ပြီးအရေးကြီးရပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ Club DJ အနေနဲ့ကြတော့ဒီကိုယ့်ရဲ့ club ထဲကိုလာတဲ့သူတွေကိုပို့ပြီးပျော်ရွှင်အောင်လုပ်ဖို့နောက်ပြီးလို့ရှိရင်ကိုယ့်ကြောင့်ဒီ crown နဲ့အလူတွေပျော်ရွှင်သွားဖို့ဒီကိုယ့်ရဲ့ playlist တွေကိုအမြဲတမ်းupdate up to date ဖြစ်နေအောင်လုပ်ဖို့တခြင်းတွေအမြဲတမ်းရှာဖွေပြီးတော့ကျွန်တော်တို့ဘယ်လိုပြောတခြားသူတွေနဲ့လုံးဝဖွင့်တဲ့ track တွေကမတူညီအောင်လုပ်ဖို့လိုအပ်တာလည်းဖြစ်ပါတယ်ကျွန်တော်တို့နော်ရော့ Vibe ကနေပြီးတော့ Telegram channel မှာလည်းကျွန်တော်တို့ channel alike playlist တွေတင်ပေးနေရမို့လို့ကျွန်တော်တို့ရဲ့ Telegram channel ထဲကိုလည်းဝင်ရောက်ပြီးတော့နားဆင်နိုင်ပါတယ်ကဲနောက်ထပ်အစီအစဉ်တွေလည်းနောက်ထပ်အများကြီးတော့တက်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်ကဲနောက်ထပ်အစီအစဉ်တွေမှာထပ်ပြီးတော့တွေ့ကြမယ်ဗျာ